မှတ်19မှာ29မှာရ Ready 29 မှတ်29မှာအမှတ်ထပ်ပါတယ်39မှာReady 39 အမှတ်39မှာဒလက်ဘွားလေးကလားလေးကသူ့ရဲ့ညာဘက်ခြေထောက်မှာစုံလေကျွန်တော်တို့မူလီတွေအရစ်တွေထည့်ရတော့သူကလှည့်ကျင်နိုင်လှည့်နေတော့39မှာမှတ်Ready 39 No လို့ပါအမှတ်93ပါ Ready 93 Ready 39 အမှတ်39မှာဘွားတကယ်ဦးဗျာကြောက်စရာဘွားတွေ Ready 93 အမှတ်93ပါသွားပြီလက်3ပါဘေးကဝင်လိုက်တော့ဖေးလာ Ready 3 ကျုပ်ဒီဘက်လေးတော့ကြည့်ရပြီကြည့်တယ်နော်ကြည့် Ready 3 တော့မင်းငါသားပြင်ပါဦးကြည့်ပါငါသားပြင်ပါလားဟာဟိုကလည်းဖိတ်နေဗျာကိုကလားလေးကညိုးလုံးနော်ဘဝဆိုမှလူခေါင်းနိုင်မှလူနဲ့အဲ့ဒါကိုကလားလေးလို့ခေါ်ပါလေဗျ 3 ပြောမယ်ဆိုရင်လူငယ်တော့ကျွန်တော်တော့မကောင်းပြီမဲ့ Wait ရက်ဆက်တယ်ကွာ YouTube အားပေးနေတဲ့နေရာ32ယောက်လည်းမင်္ဂလာပါဗျဟုတ်လားမင်းနေရာ32ယောက်ပြောတယ် Ready 11 3 လည်းမသိကိုကလားလေးကလည်းဘယ်လိုပဲပြောဖဏဘက်တဲ့စီးရဲ့သူကစပြီးတော့ဖဏဘက်တဲ့စီးရတယ်တန်းတွေကလိုက်စီးနေတယ်ဒီဘက်ပြင်ကိုကလားလေးနဲ့ကျွန်တော်ဆင်းရှင်းပါဩဒါလို့သိမှာလေကိုကလားလေးဒီကားမနေနေရတော့ဘယ်လိုပဲပြောပြောကိုကလားလေးနဲ့ချင်းခဲ့ရတယ်ဆိုတော့ကြံပွဲတစ်ခုမှာချင်းကိုရှင်မမြတ်ပြီးခဲ့ရတယ်ဆိုတာနဲ့ကိုတက်มาပြလုံးလိုက်တာပဲလုံးလိုက်တာပေါ့ဘယ်လိုပဲပြောကိုကလားလေးနဲ့ဒါလောင်ကြောင်နေရမှုပါဗျတိုင်ဘက်ကိုခက်လူကောင်းအောင်သူလုပ်ပေးနေတာပါ Ready 3 ခုနရန်ကျော်တော့ကျွန်တော်ပြောလိုက်တယ်ဗျရန်ကျော်မင်းချင်းကတာတိုင်ဘက်ကိုလေးစားခဲ့ပါညီလေးတို့ဘောဒီဘာဖြစ်လို့ရောနဲ့ဟာပေါ့မင်းခက်နေတဲ့ပုံစံကတချို့တိုင်ဘက်ကစားသမားမင်းလျှော့ခက်လိုက်နေတယ်သူရည်ရှင်အမှန်ကိုမသိတော့နောက်ပြန်မလို့ဝင်ပြန်ရင်သူတော့ပုံမကောင်းတာဖြစ်သွားလိမ့်မယ်လို့ Ready 11 3 ဟုတ်ကလည်းမဟုတ်ပါဗျာဒီနေ့ညရင်ကျွန်တော်လည်းဒီပြင်မနေကြစိတ်တဲ့လူမကြရင်များတော့ဖြစ်ကုန်တော့ပါဘုံမီကတော့ original ကလူမကြနေရကျွန်တော်အဲ့လိုမဟုတ်ပါဘူးလူလာပြီဆိုရင်ပြင်မရကြကျွန်တော်အဲ့လူနဲ့တော့မတူပြရစီနဲ့တောင်းပါပါလေကဲဒါတော့ဗျာကြည့်မကောင်းတော့ခင်ဗျားတို့မျိုးအမှတ်20ခါခိုင်းတဲ့ကူကလားလေးပွဲကိုတကယ်တော့ကူကလားလေးနဲ့ကိုတူလေးတို့ပွဲမျိုးကူကလားလေးနဲ့ကပ်ဘူးတို့မျိုးဒါဘိုးပွဲလေးတွေကြပါစီကျွန်တော်ဆူတောင်းအောင်ပါဗျာကြည့်ရခဲ့မြပွဲလေးတယောက်ကြည့်ကူကလားလေးနဲ့ကပ်ဘူးနဲ့ဆိုတာခက်ပြမှာမဟုတ်ဘူးပြိုင်ပွဲမှာတွေ့ရင်တော့သူတို့ခက်ရမှာရှောင်လို့မရဘူး Ready 3 11 ဘိုးသားလေးဒါပြောလို့မရပါဘူးဗျာခုလာပြီးတယောက်ကြည့်ပြိုင်နေဆိုတော့ညီကိုနေနေလဲပြိုင်ပွဲမှာ Ready 11
ဒီလက်ပြန်နေဆိုတဲ့စိတ်နဲ့ပေါ့ကျွန်တော်တို့အဲ့ဒါမျိုးဒီလိုလေးမှာစီစစ်ပြီးလက်ခံမယ်ဆိုတဲ့အပိုင်းလေးပေါ့ဒါမို့လေးကြည့်မကောင်းတဲ့ပုံစံမျိုးတွေဖြစ်သွားမှာဆိုကျွန်တော်စိုးရင်တို့ပြောခဲ့ပြပါတယ်ရပါအခုလိုမျိုးအပျော်လာခဲ့တဲ့ညီကိုကိုလိုမိုးပြောင်းခဲ့ပြီးတဲ့ကိုကားလေးကိုလည်းကျေးဇူးတင်ပါတယ်ကြီးစုအားပေးနေတဲ့ 1.5K ကိုလည်းကိုကလားလေးခတ်နေရအစားကျွန်တော်တို့လုပ်ငန်းလေးနဲ့ကြော်ညာပေးနေပါလေရ 3 ဒီလိုမှကျွန်တော်တို့ကုညီပံ့ပိုးပေးထားတဲ့ကုမ္ပဏီတွေကတော့ဂျူလင်းနဲ့ဆောက်လုပ်ရေးကုမ္ပဏီစင်စင်လက်ခင်းနဲ့စားဝယ်သောအောင်သမားကြီးရွှေတိုင်းရွှေခစ်တင်တော်ပါသေးလားမမအောင်ရွှေခစ်တင်မတော်တော့ ready ဘာရင်ကင်းကလူကြီးစားတဲ့ကုမ္ပဏီဒါတော့ရငါတော့မေ့ပါပြီပြောနေတယ်ဟုတ်ကဲ့ပါအကုမ္ပဏီကိုလည်းကျွန်တော်ကျေးဇူးများကြီးတင်တော့ပြောတော့ပါလေဗျ တွေ့ ဟုတ်တယ်ကိုတင်နေအောင်အဲ့လူရောကျွန်တော်ကတော့အဲ့လူကိုအားကြတယ်မလေးဟာပိုက်နေလေချိတ်နေမယ်ငါဆရာပိုက်နေလေချိတ်နေမယ် ready သိတာလေဗျငါကတော့သူခက်တယ်ရတော့တယ်အခုကချင်းကြတော့ကြတော့သူဘာဖြစ်လဲဆိုတော့လူကခေါင်းနေရရှိရောက်သွားတယ်ခန္ဓာကိုယ်ကြီးကနောက်မှကျန်ခဲ့တယ် training မရှိတာရဲ့တကယ်ကြသူလူရောလို့ခက်နိုင်အောင်ပဲထင်တာသူကသူ ready 3 တွေ့ ဒါဒီနေလာမျိုးမှာတော့ Google လေးနဲ့မုတ်ခတ်တာဖြစ်သမှာဗျာတကယ်ကောင်းတဲ့ကလေးမျိုးတယောက်နဲ့တွေ့ရင်တော့ Google လေးကမုတ်ခတ်ရင်ကျွန်တော်မကြိုက်ပါဘူးဒီလူမျိုးနဲ့ခတ်တာတော့မုတ်ခတ်တာတော့ကောင်းပါလေဗျာ ready တွေ့3ကိုလေးမင်းသားမှန်ပါလေဗျာဒါပေမဲ့ကစားသမားအနေနဲ့သူလည်းကစားသမားဆိုတော့ကစားသမားတယောက်ကိုခံစားချက်နားလေတဲ့အနေနဲ့ဘေးတက်ကိုမလေးစားတော့မဟုတ်ပါဘူးသူနဲ့ကစားရတဲ့တိုင်မဲ့ကစားသမားပေါ်မှာသူလည်းခက်တဲ့ချိန်မှာကွင်းထဲမှာကြာကြာလေးရှိနေခြင်းတဲ့သဘောမှလည်းပါပါလေဗျာဒီကနေ့ကကိုကလားလေးသာတကယ်ခက်လိုက်မယ်ဆိုတော့အခု service 55လုံးနဲ့ပြီးတော့မှာဗျာဒီလိုမင်းသားရေအခုကြည့်ကြည့်လိုက်လေကိုကလားလေးချော်တဲ့လက်တွေကို service ရောက်သွားပြီဆိုတော့ service 55လုံးတို့ရင်အဲ55လုံးနဲ့ပွဲပြီးသွားနိုင်တယ် ready ဒါကိုကလား